ကျမလည်းကြောင်သွားပြီးရှင်ကဘသူလဲလို့မေးမိတော့သူကပန်းမော်လုံးကိုလေးလေးထောက်ပြလိုက်ပြီးငါကဘုရားเจ้าကအဆောင်ရှောက်နေမင်းနေရင်ပါလို့မိတ်ဆက်ပါတယ်ကျမကနတ်ဘုရားတွေကိုမယုံကြည်ပေမဲ့သူကတော့ကျမကိုကယ်တင်ဖို့ရောက်လာတာလို့ပြောပါတယ်ရှင်ကဗုဒ္ဓမမဟုတ်တာလို့ကျမကပြန်ပြောတဲ့အခါငါဗုဒ္ဓမဟုတ်ပေမဲ့မင်းကိုတော့ကယ်တင်နိုင်တယ်လို့သူကယုံကြည်မှုအပြည့်နဲ့ဖြေခဲ့ပါတယ်အိမ်ရောက်တဲ့အခါကျမမိဘတွေကသူ့ကိုမြင်တာနဲ့နမင်းကြီးမှန်းသိပြီးဒူးထောက်ဖို့ပြင်ကြပါတယ်ဒါပေမဲ့နေရွံကတားလိုက်ပြီးကျွန်တော်နဲ့ဝမ်းချင်းကလက်ထပ်ဖို့ကတိရှိထားတာမို့ရောက်ခမတွေရဲ့အယိုသေးကိုမခံယူပါရစေနဲ့လို့ပြောပါတယ်ကျမအဖေကနမင်းကြီးနဲ့တကယ်လက်ထပ်ရမှာလားလို့စိုးရိမ်တကြီးမေးတဲ့အခါကျမကရှက်ကိုရှက်ကန်းနဲ့အဖေကလည်းနမင်းကြီးမှာနီးလန်းရှိမှာပါလက်မထပ်ပဲနဲ့လေကျမယောဂါကိုကုပေးလို့ရတာပဲလို့ဆိုတဲ့စကားကြောင့်အဖေတို့လည်းစိတ်အေးသွားပြီးကျေးဇူးတင်စကားဆိုကအလင်းမြန်ပြန်သွားကြပါတယ်နေရွံကသူ့ကြောင့်မိဘတွေလန့်သွားသလားလို့တန်တရားနဲ့မေးတော့မှနတ်ဖျားတစ်ပါးကိုပထမဆုံးမြင်ဘူးလို့ကြောက်ရွံ့ရွံ့တေးနေကြတာပါလို့ကျမရှင်းပြလိုက်ရပါတယ်ထို့စဉ်နေရွံကကျမစီလန့်လိုက်ပါတယ်သွေးခုံလုံးဆန်းပေးမလို့အထင်နဲ့လက်ကမ်းပေးလိုက်ပေမဲ့သူကကျမလက်ကိုအသာဖယ်ပြီးသူ့လက်ဘဝကိုပြန်ဖြန့်ပြရင်းလူလောကမှာစိတ်ဆက်ရင်လက်ဆောင်ပေးရတယ်မလားငါအတွက်ရောလို့မေးလာပါတယ်ဘာပြန်ပြောရမှန်းမသိတာနဲ့အထုပ်ထဲကအမေပေးလိုက်တဲ့ရွှေတုံးလေးကိုပဲထုတ်ပေးလိုက်ပြီးဒါကအမေပေးထားတာပါနောက်ကမလားတော့မသိဘူးလို့တွေဝေစွာပြောလိုက်ပါတယ်အဲ့ဒီအခါမှာတော့နေရွံကရွှေတုံးကိုကြည့်ပြီးရဲချင်းစိတ်ကိုအောင့်ထားပုံနဲ့ကျမနှစ်ဖူးကိုအသာလေးတောက်လိုက်ပါတယ်ဒါတွေကိုငါအသုံးမလိုပါဘူးလို့သူကပြောနေရဆိုပါတယ်ဒီရွှေတုံးလေးအပြင်ကျန်တာဆိုလို့ကျမကောင်းပေါ်ကစံထိုးလေးပဲရှိပါတယ်ကျမရဲ့တာမန်တစ်သားစံထိုးလေးကိုကြည့်ပြီးနေရွံကပြုံးကသူ့ရဲ့တန်ကိုးနဲ့ကျမလက်ကောက်ဝတ်မှာနှွေးထွေးတဲ့ငွေဖြူရောင်ကြောက်စိမ့်လက်ကောက်လေးတစ်ကွင်းဖန်တီးပေးခဲ့ပါတယ်ဒါဟာစစ်ဆက်ပွဲအတွက်အပြန်အလှန်လက်ဆောင်ပါလို့သူကဆိုပါတယ်ကျမဘာမှမပေးရသေးဘူးလို့တွေးနေမိချိန်မှာသူကမင်းကကိုအိမ်ထဲပေးဝင်တာကအကောင်းဆုံးလက်ဆောင်ပဲလို့ညင်သာစွာပြောခဲ့လို့ကျမရင်ကုန်တန်တွေညံခဲ့ရပါတယ်